အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ YMP ရဲ့ချစ်ညီကိုတွေအတွက် free dive ရွေးချယ်ပေးထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်မနေ့ကတော့ free dive ရွေးချယ်မှုနားခဲ့တယ်ဒါပေမဲ့တနေ့ဝင်နေ့ကတော့ free dive 3ပွဲရွေးချယ်ပြီးခဲ့ပြီးတော့3ပွဲလုံးအနိုင် always ဆိုရရလက်နဲ့ YMP ရဲ့ချစ်ညီကိုတွေအားလုံးအဆင်ပြေကြလိမ့်မယ်လို့ယုံကြည်ပါတယ်ဒီနေ့ရဲ့ free dive ရွေးချယ်မှုကြောင့်ကိုအရင်ပြောခင်ရောင်းဝက်ဝယ်ယူခြင်းနဲ့ညီကိုများအတွက်ဒီနေ့မှာရောင်းဝက်ထုတ်ပေးထားရဲ့ဝယ်ယူခြင်းနဲ့ညီကိုများအနေနဲ့39ခွန်9ကို296ခွန်ပါပြမှာဆက်သွယ်ဝယ်ယူလို့ရပါတယ်အဲ့တော့ဒီနေ့ရဲ့ free dive ရွေးချယ်မှုကြောင့်လေးစပြောလိုက်အောင်ဒီနေ့ရဲ့ free dive ဖြစ်ရွေးချယ်ထားတဲ့ပွဲစဉ်ကဒေါမွန်နဲ့အတာပွဲစဉ်လေးကိုရွေးချယ်ပေးထားတယ်လက်ရှိဒေါမွန်က body ကြီးတရေ80ဂိုးပေါင်းကြီး360ဆိုတဲ့ကြည်တန်းပေါက်ဝေးထားတယ် YMP ကတော့ဒီပွဲစဉ်မှာ body တဲ့ဂိုးပေါင်းလေးကိုပို့ပြီးတော့သဘောကျတယ်ဘာဖြစ်လို့ဂိုးပေါင်းကိုသဘောကျလဲဆိုရင်အသင်းကဂိုးဘော်ထိုးစား85ရာခိုင်နှုန်းအထက်ရှိရဲ့ပွဲတွေမှာဂိုးဘော်ခဲ့ရင်နောက်ဝက်အဲ့နှစ်သင်းကတစ်သင်းကအနည်းဆုံးဂိုးအောက်ပါတယ်အဲ့တော့ဒေါမွန်ကပြီးခဲ့တဲ့တောက်ကြနေ့က match နဲ့ပွဲစဉ်မှာဂိုးဘော်ထိုးစား90ရာခိုင်နှုန်းရှိပြီးတော့4-0ဆိုရရလိုက်နဲ့ဂိုးဘော်အောင်ပြီးခဲ့တယ်အဲ့လိုပဲအခုဒေါမွန်နဲ့အတာပွဲစဉ်ကိုတစ်ချက်ပြန်ကြည့်မယ်ဆိုရင်လက်ရှိဂိုးဘော်ထိုးစားဒီပွဲမှာ83ရာခိုင်နှုန်းရှိနေတယ်အဲ့တော့ပြီးခဲ့တဲ့တောက်ကြနေ့ကမှဒေါမွန်က match နဲ့ပွဲစဉ်မှာဂိုးဘော်ထိုးစား90ရာခိုင်နှုန်းရှိပြီးတော့ဂိုးဘော်အောင်ပြီးခဲ့တာအခုလက်ရှိအတာနဲ့ပွဲစဉ်မှာဂိုးဘော်ထိုးစား83ရာခိုင်နှုန်းထိရှိနေတဲ့အနေအထားမျိုးမှာထပ်ပြီးတော့ဂိုးဘော်အောင်ပြီးတယ်မူလို့ YMP ကတော့သုံးသပ်တယ်အဲ့တော့ဒီပွဲစဉ်ကိုဒေါမွန်ဂိုးအောက်လေးကိုသဘောကျတယ်အဲ့တော့ဒီနေ့ရဲ့ free dive ဖြစ်ဒေါမွန်ဂိုးအောက်လေးကိုပဲရွေးချယ်ပေးလိုက်ပါတယ် YMP ရဲ့ချင်းညီကိုများအားလုံးလည်းအဆင်ပြေကြပါစေရောင်းမဝယ်ယူခြင်းနဲ့ညီကိုများအနေနဲ့39ခွန်9ကို296ခွန်ပါပါမှာဆက်သွယ်ဝယ်ယူလို့ရပါတယ် YMP ကိုအပိရဲ့ညီကိုများအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်